ညဘက်မှာဗိုက်စာတက်တဲ့သူတွေအတွက်ဝိတ်လည်းမတက်အစာလည်းမြန်မြန်ပြည့်တဲ့ဟင်းကြိုတစ်ခွက်လောက်တောက်ဖြစ်လို့မျှဝေပေးလိုက်ချင်ပါတယ်ပြီးဦးဆုံးချက်သွန်ဖြူလေးကိုမှုေးသွားအောင်ဒီလေးနည်းနည်းနဲ့တက်သွားပေးလိုက်ပါမယ်ပြီးလို့ရှိရင်အဲ့ဒီထဲကိုချက်ဥတစ်လုံးနဲ့ခောက်ပြီးတော့ထည့်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်ချက်ဥကိုကျက်သွားတဲ့အနေထားရောက်တဲ့အထိကိုခဏလေးကြော်သွားပေးလိုက်ပါမယ်ချက်ဥလေးကျက်သွားပြီးအနေထားရောက်သွားပြီဆိုလို့ရှိရင်တော့ခင်းချင်ဒီလေးကိုထည့်ပြီးတော့ဒီနှစ်ခုကိုလုံးသွားပေးလိုက်ပါမယ်ခင်းချင်ဒီလေးနဲ့ချက်ဥလေးနဲ့သသားလေးဖြစ်သွားလို့ရှိရင်တော့ရေလေးထည့်လိုက်လို့ရှိရင်အနက်မှုေးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ဟင်းရိုးလေးဖြစ်သွားပြီပေါ့နော်ခုဆိုလို့ရှိရင်တုံရမ်းအနက်လေးနဲ့စားချင်လို့တုံရမ်းတစ်တုံးလေးထည့်လိုက်ပြီးပြီးလို့ရှိရင်အိမ်မှာရှိနေတဲ့အပြည့်ရွက်တွေကိုမိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်ဒီမှာတော့မှုံလေးရဲ့ပဲပြားလေးရဲ့ရှိလို့ထည့်ထားပါတယ်ပြီးလို့ရှိရင်တော့ရတာတက်ကိုမိုးအရသာမှုန့်လေးရဲ့ငံပြာရည်လေးရဲ့ပဲထည့်ဖြစ်ပါတယ်နောက်ဆုံးမှာတော့ပဲတိပင်ပေါင်းလေးရှိနေတာနဲ့တခါလေးထည့်ပြီးတော့ဟင်းကြိုလေးတစ်ခွက်လုပ်တာဖြစ်ပါတယ်ဒီဟင်းကြိုဆိုလို့ရှိရင်အရသာလေးကလည်းကောင်းတယ်ဝိတ်လည်းမတက်ဘူးအစာကိုလည်းဘိုက်ကိုလည်းမြန်မြန်ပြည့်စုံတယ်ပဲနော်ဝါဥကြာဆန်လေးထည့်ပြီးဟင်းကြိုတစ်ခွက်ရပါတယ်